အလုပ်ပြောင်းတဲ့သူကစိတ်မငြိမ်လို့အလုပ်တစ်ခုကိုမစူးစိုက်နိုင်လို့ဘယ်လိုလုပ်ဒီအလုပ်နဲ့ပတ်သက်ပြီးတော့သင်ခန်းစာရမလားလူငယ်အရွယ်မှာပတ်သက်ရှာဖို့အတွက်အလုပ်တွေးကြုံရှာဖို့ကပိုအရေးကြီးတယ်အလုပ်သမားလို့အောက်သက်ကြေခဲ့တဲ့သူကအလုပ်ရှင်ဖြစ်တဲ့အခါအဆင်ပြေတယ်အလုပ်သမားတွေရဲ့အထာကိုသိသွားအလုပ်သမားဆိုအလုပ်သမားစိတ်လို့နေအလုပ်ရှင်လို့ညီမှန်းချက်ထားစိတ်ကအလုပ်သမားစိတ်လို့နေရအလုပ်သမားလို့ကျွတ်ကျွတ်နွံ့နွံ့ရှိရညီမှန်းချက်ကြအလုပ်ရှင်လောက်ထားအမြဲတမ်းသက်သက်လုံးအလုပ်သမားလုပ်လို့မရဘူးလေဖုန်းတို့မျိုးဆက်ဆိုဟုတ်တယ်မလားအလုပ်ရှင်လို့ညီမှန်းချက်ထားတယ်အလုပ်သမားလို့လုပ်ရတယ်ပြီးတော့ဝန်ထမ်းဆိုဝန်ထမ်းလို့ပဲအောက်သက်ကြည့်အောင်လုပ်ရတယ်ဒါကြောင့်ပညာသင်ယူတဲ့အရွယ်မှာငွေကြေးကြီးနောက်ကျေမလိုက်နဲ့ပညာဘယ်လောက်ရလဲဆိုတဲ့ဝင်းကျင်ရငွေကြေးတဲ့တန်ဖိုးကြီးပညာတက်တော်တဲ့သူအတွက်ကငွေရမလို့ချင်အောင်ရအဲငွေနောက်လိုက်ရင်တော့ပညာတစ်ခုကိုစုံကန်းတိုင်အောင်အတွေ့အကြုံတစ်ခုကိုစုံကန်းတိုင်အောင်မရရင်တက်တက်လုံးလဲကိုအလုပ်ရှင်မှာဖြစ်ဘူးဒါကြောင့်အလုပ်သမားစိတ်ငွေအောက်သက်ကြည့်ပါစေအလုပ်ရှင်တို့မျောလင့်ချက်ထားရည်မှန်းချက်ထားပြီးကြိုးစားရမယ်အဲ့ဒီအရေးကြီးတော့ဘာအရေးကြီးတော့ character ကိုချင်းသိက္ခာကောင်းပါစေအသုံးပြုံးကြည်တာတွေသူများက iPhone ကိုင်လိုက်ကိုင်ကိုနဲ့တန်လားပေါ့နော်ခဏခဏပြောင်းကိုလိုက်ပြောင်းတန်မလားပေါ့အသုံးလို့ရင်တော့နိုင်ငံခြားမှာတထေးတွေကကြီးပက်လောက်ပဲသုံးတာဘုံတို့နိုင်ငံကတထေးလားစင်းရဲသားလားမသိဘူးအများစုဒီတက်စခရင်တွေနဲ့နောက်ဆုံးပေါ်ဘုံတွေကိုအကင်များတော့ဟာဒီအခြေခံလူဒန်းသားနဲ့တော့မဟုတ်သူတည်းနည်းနည်းလေးမြင်လာတဲ့ level ပဲတထေးတွေတိတ်မကင်ဘူးနော်ဖုံးလဲခဏခဏမပြောင်းသူတို့တွေကအဲ့ဒါလေးတွေသိထားသူတော့ဘုံတော့ပတ်စံရှာပြီးရင်စုပြီးရင်ရှင်းနေမြုံတယ် recover လုပ်တဲ့အခြေခံတက်ကံမရှိဘူးအဲ့တွေးကြုံနေမရှိဘူးလူကပြည့်တိဖို့လွယ်သွားတယ်ငွေရှာတာမခတ်ဘူးပညာတတ်ဖို့လိုတယ်ငွေထိမှုခတ်တယ်အဲ့ဒီငွေကိုပွားဖို့ကြတော့ investment လုပ်တတ်ဖို့လိုတယ်ရင်းနှီးမြုံနှံတဲ့အမျှော်မြင်မရှိရင်တက်လုံးမကြည့်ပါဘူးနော်တချို့ကချမ်းသာတယ်ဒါပေမဲ့ तू အလုပ်သမားနည်းနဲ့ချမ်းသာတာ तू အလုပ်မလုပ်ရင် तू ငွေမရှိတော့တချို့ကအလုပ်ရှင်နည်းနဲ့ချမ်းသာတာ investment လုပ်ထားတာချိုးတင်မြင်နေအေးစေး तू ကကန်းချီလဲသွားလိုက်တာပဲနော်ပွဲတွေပါတွေလည်းတက်နေတာပဲပတ်သက်လည်းဒီတိုင်းဝင်နေတာ तू ရင်းနှီးမြုံနှံတယ်လို့ဒါကြောင့်ငွေရှာနီးငွေထိန်းနီးငွေကိုရင်းနှီးမြုံနှံနီးအဲ့ဒီအကုန်လုံးက character ကိုပဲ base လုပ်တယ်ကိုကျင်တရားကောင်းတာနဲ့အဲ့ဒီသုံးခုလုံးကလွဲသွားတယ်ကိုကျင်တရားမကောင်းတော့ငွေကိုရတဲ့နည်းနဲ့ရှာတယ်စပြီးပျက်စီးငွေရလိုက်ရင်ငွေရအဲ့ဒူကထပ်ဖြတ်သွားတယ်သွားရောရင်းနှီးမြုံနှံမှုဆိုတာအဝေကြီးခုပြောတဲ့ကြွက်ခတ်တယ်နွားခတ်တယ်နဲ့သွားရောကုန်အဲ့ဒါကြောင့်ငွေရှာပါငွေရှာတတ်ဖို့အတွက်ပညာကိုကြိုးစားသင်ပါပညာဆိုတာတက္ကသိုလ်ပညာတွေကျောင်းပညာ